မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့အင်ဖြူတော်သတင်းတောက်ညစာဆောက်ပွဲအနီးတွင်စစ်ခတ်ခဲ့သူအားရုံထုတ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်စုံစမ်းရေးအရာရှိများကတော့နိုင်ငံရေးရဆက်ဆက်မှုများပါဝင်နေမလားဆိုပြီးစစ်ဆေးနေကြကပြစ်ခတ်မှုပြုလုပ်ခဲ့သူကတော့တရားစွဲဆိုမှုများအတွက်အပြစ်မရှိကြောင်းညွှန်ဆိုထားပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ရခိုင်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေ၏မူရစေဝါရောင်းဝယ်မှုများတွင်ဆက်ဆက်နေသောရခိုင်ဖိလစ်ပိုင်နိုင်ငံ၏ရဲအရာရှိချုပ်ကသူ့အား ICC သို့လွှဲပြောင်းပေးရခြင်းမပြုရန်အတွက်ဖိလစ်ပိုင်သမ္မတအားတောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သူဟာအမှားကျူးလွန်ခဲ့ခြင်းမရှိကြောင်းညွှန်ဆိုထားပြီးယခုလိုပြုလုပ်တာဟာနိုင်ငံအချုပ်အခြာအာဏာကိုအဟန့်အတားဖြစ်စေနိုင်ကြောင်းလည်းတတိပေးခဲ့ပါသေးတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ယူကရိန်းနိုင်ငံနဲ့ငြိမ်းချမ်းရေးဆွေးနွေးစကားပြောဆိုရန်ဂျာဝင်ဖြန့်ဖြေးပေးသူနေရအားရခင်ဂျာမနီနိုင်ငံကောင်ဆောင်အားပေးအပ်ရန်အတွက်ရုရှားနိုင်ငံဘက်ကတောင်းဆိုချက်အား EU နိုင်ငံမှပယ်ချခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဂျာဝင်ဖြန့်ဖြေးပေးသူဟာတမန်တမတ်ကြပြီးယုံကြည်ထိုက်သူသာဖြစ်တဲ့ကြောင်းအာဏာပိုင်များကအလေးပေးပြောကြားလျက်ရှိနေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပိုလန်နိုင်ငံ၏ရခင်တရားရေးရာဝန်ကြီးကခြားစားမှုများနဲ့အာဏာအလွဲသုံးစားလုပ်မှုများအတွက်တရားရင်ဆိုင်နေရစဉ်အမေရိကန်နိုင်ငံသို့ထွက်ပြေးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ပိုလန်နိုင်ငံဘက်ကတော့အမေရိကန်နိုင်ငံအနေဖြင့်တရားခံကိုလွှဲပြောင်းပေးအပ်ရန်အားထုတ်မှုတွင်ပူးပေါင်းဆောင်ရွက်ဖို့အတွက်မျှော်လင့်ကြောင်းပြောကြားထားပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Hunter virus ကိုဆက်ခံထားရသောပင်လယ်အပျော်ခီးသင်္ဘောမှခရီးသည်များဟာအင်္ဂလန်နိုင်ငံရှိတည်တံ့ထားရှိရေးစင်တာသို့လွှဲပြောင်းပေးအပ်လိုက်ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အာဏာပိုင်များကတော့ယောဂအားထပ်မံပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် quarantine များအားတေချာစနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားထားပါတယ်ရှင်